ရုပ်ဆိုးတယ်လို့ဝေဖန်တဲ့တွေကိုအလားတရားနဲ့သက်သေပြခဲ့တဲ့အစံထိထားဦးပရိသတ်ကြီးအမှုပညာရှင်တယောက်ရဲ့တမိဖြစ်ရတာအပြင်းမှန်ကြည့်ရင်တော့လှပချောမွေ့နေမယ်လို့ထင်ရပေမဲ့စံထိထားဦးအတွက်တော့ငယ်စဉ်ဘဝကလေးကဝေဖန်တိုက်ခိုက်မှုတွေကြောင့်မှစိတ်ဒဏ်ရာများစွာနဲ့ဖြတ်တန်းခဲ့ရတာပဲဖြစ်ပါတယ်။အထူးသဖြင့်တော့ကလေးတယောက်ရဲ့သဘာဝရုပ်သွင်းကိုမှရုပ်ဆိုးတွေဆိုပြီးတော့လူမှုကွန်ရက်ပေါ်ကလူတွေကရရဆက်ဆက်ဝေဖန်ခဲ့ကြတာဟာသူမရဲ့မိခင်ဖြစ်သူမိသမီးကြီးခိုင်သိန်းကြီးကိုတောင်အကြီးကျယ်စိတ်ထိခိုက်စေခဲ့ပါတယ်။ဒါပေမဲ့အချိန်ဆိုတာအရာရာကိုသက်သေပြနိုင်တယ်လို့အခုချိန်မှာတော့စံထိထားဦးကသူမကိုကဲရိတ်ခဲ့တဲ့သူတွေအားလုံးကိုပါဇက်အဟောင်းသားဖြစ်သွားအောင်ပညာသားပါနဲ့တုံ့ပြန်လိုက်ပါပြီနော်။သူမကဂီတာလမ်းကြောင်းအသစ်ဖြစ်တဲ့ MTV Trailer လေးထွက်လာတဲ့အချိန်မှာအရင်ကဝေဖန်ခဲ့တဲ့သူတွေဟာလုံးဝကိုအတန်တိတ်တွားခဲ့ပါတယ်။သူလေးရကြော်ရှင်းတဲ့ကိုဟန်အချိုးအစားနဲ့အတူယုံကြည်မှုအပြည့်ရှိတဲ့ပုံစံလေးကယောက်ျားသားတွေတင်မကပဲမိန်းကလေးချင်းတောင်ငေးမောရလောက်အောင်ဆွဲဆောင်မှုရှိနေရဖြစ်ပါတယ်။တချို့တွေကလည်းစံထိထားလေးကမြန်မာဆက်ဆံအလားမျိုးထက်နိုင်ငံတကာစံနှုန်းမီတဲ့ international type အလားမျိုးဖြစ်လို့အရင်ကလူတွေကမမြင်တတ်ခဲ့ကြတာဆိုပြီးတော့ချီကျူးစကားတွေဆိုလာကြတာဖြစ်ပါတယ်။အခုဆိုရင်တော့စံထိထားဦးဟာသူမရဲ့အရေးချင်းနဲ့အလှတရားတွေကိုပေါင်းဆက်ပြီးတော့ပညာသားပါသက်သေပြနိုင်ခဲ့ရကြောင်းပရိသတ်တွေရဲ့အားပေးမှုကလည်းအရင်ကထက်ပိုများလာခဲ့ပါပြီနော်။ဒီတော့ပရိသတ်ကြီးငေဘဝကရရှိခဲ့တဲ့စိတ်တန်ရာတွေကိုအောင်မြင်မှုတွေနဲ့အစားထိုးလိုက်တဲ့စံထိထားဦးရဲ့ခိုင်မာတဲ့စိတ်ဓာတ်နဲ့တမှုထူးကြတဲ့အလှတရားပေါ်မှာမှတ်ချက်လေးတွေပြပြခဲ့ပါအောင်ရှင်။